ဆိုတာပွင့်ပြီးတော့ဘေဂန်ယူနော်www.begayu.com နော်စလမ်ဘာဂျီတို့ကျန်တဲ့ကုမ္ပဏီတွေဒီတိုင်းနော်အဲ့တော့အဲ့မှာဒီနောက်ဘက်မှာဒီလို career tab career နေဝင်လိုက် career ဝင်ပြီးတော့ဒီက graduate ရန် student ဆိုတာပေါ့နော် graduate engineer ဖြစ်တဲ့ကြောင့် graduate ရန် student ဝင်လိုက်ဒီပုံမှာ click နေလိုက်ရနော် click နေလိုက်လို့ရှိရင် graduate program technical diploma ညီတို့ကတော့9နှစ်နော်ဟို BE ပွဲရတဲ့လူအကြောင်းသားတွေဆိုလို့ရှိရင်ဒီကနေ6လို့ရတယ်နော် master တို့ PhD တို့နော် technical diploma ရတာတဲ့လူတွေဆိုလို့ရှိရင်ရိုးဟို BTech တို့ပါတယ်မျိုး BTech တို့ကတော့ဒီ diploma မှာ AGDI သမားတွေကဒီကနေရှောင်းဒါကတော့ field engineer ပေါ့ engineer position ပေါ့တရားကတော့ field specialist တို့နောက်ပြီးလို့ရှိရင်field operator တို့ပေါ့နော် operator တွေအတွက်ဟိုဒီမှာဒီပုံပေါ်မှာပဲ click နေလိုက်ရတယ်နော်ပုံပေါ်မှာ click နေလိုက်လို့ရှိရင် field engineering supply chain technology commercial supply chain တွေပေါ့ဆိုမျိုးဒီ logistic အလုပ်တွေပါတယ်ညာတွေပေါ့နော်အဲ့လိုဟာမျိုးလေးတွေမင်းတို့တော့ technology ဆိုရင်တို့ဟိုပါပေါ့ research ဘိုင်းတွေပေါ့ research လုပ်တာတော့เนาะ design ဘိုင်းတွေ development เนาะအဲ့လိုဘိုင်းတွေပါတန်းလျှောက်လို့ရတယ်။နောက် commercial ဆိုတော့ဒီလိုဟိုပါပေါ့ finance ဘိုင်းတွေပေါ့เนาะ IT ဘိုင်းတွေเนาะဒီ big use ကုန်တွေငါတို့ကဒီကရစဉ်းစားရဟို wine and gas ဆိုပြီးတော့ပါဘယ်လိုပြောလဲဆိုတော့ engineer ပဲလျှောက်လို့ရတယ်လို့ထင်တာတကယ်တော့အဲ့လိုမဟုတ်ဘူးပါเนาะ commercial ဆိုတာဒီ IT သမားတို့ marketing သမားတို့ HSE သမားတို့ security finance เนาะဒါတွေပုံပါတယ်ဒီမှာလျှောက်လို့ရမယ်သူတို့တော့ technology ဆိုရင်ခုန IT သမားတွေလျှောက်လို့ရတယ်နောက်ပြီးလို့ရှိရင်ခုနငါတို့ solid work တို့ငါတို့ तू ကငါတို့ဒီပေါ်မှာကွာဒီ big use မှာကိုကငိုတော့လုပ်ဘူးတဲ့အတွေ့အကြုံရှိတယ်သူတို့ကဘာလဲတော့ solid work နဲ့ design ဆိုရင်ငါတို့ fee မှာ oil and gas မှာသုံးတဲ့ equipment တွေ design တွေကိုဟောပါနေတော့ solid work နဲ့ design ဆိုရင်အဲ့ဒါငါဘာလို့ဆိုတော့ဒီကောင်တွေသူတို့အထဲမှာရောက်တော့မှသိသွားတာနော်အဲ့ဟာကိုသိကြကြနာတာမင်းတို့ solid work လို့ဟာကိုသိကြနာတာတက်တယ် join နေဆိုရင်ချောက်လို့ရတယ် design ပိုင်းနော် development engineering test နော်ဒီလိုဟို technology နဲ့ပတ်သက်တာဟာပေါ့နော် supply chain ကတော့ logistic သမားတွေနော်အဲ့လိုမျိုးဥပဒေကျော်ဟော material နော်ဒီလိုမျိုးဒီကတော့ဟိုပါပေါ့ logistic သမားတွေပေါ့နောက်ပြီးလို့ရှိရင်ဟို warehouse တို့ဘာလို့မှာဟို supervisor လုပ်ချင်တဲ့လူတွေလို့အဲ့လိုမျိုးနော် warehouse control လုပ်တဲ့လူတွေဒါမျိုးတွေတော့ပေါ့ဒါ field engineer တော့ဒါမင်းတို့နဲ့အသက်ဆိုင်ဆုံးပါနော် field engineering ဆိုတော့မှလည်း set နော်ညီတို့အနေနဲ့ product line အများကြီးရှိအဲ့ဒီထဲမှာမင်းတို့ interview လုပ်ပြီးသွားလို့ရှိရင်ဆိုင်ရာသူတို့ခန့်ကျင်တဲ့နေရာမှာမင်းတို့ရဲ့ degree ပေါ်ကြည့်ပြီးတော့ interview ကနေထွက်လာတဲ့ result ပေါ်ကြည့်ပြီးသူတို့အထက်ကြည့်တော့ဒီမှာလည်း field engineering ဆိုတာမှာ click နေလိုက်အဲ့မှာ arrow in field engineering ဒါလည်းညီတို့တပီးကိုယ့်အကိုစာပြန်ဖတ်ပါတော့မင်းတို့ဘာရေးထားနေဆိုတာငါညီတို့ပြောတာဆိုမင်းတို့ဒီအလုပ်တစ်ခုလုပ်မယ်ဆိုရင်ဟောပါလဲဆိုတော့ research online နော် research online မှာနေပြီးတော့မင်းတို့ research လုပ်အောင်ဆိုတော့ဒီဟာတွေဖတ်ပြီးပါဒီမှာသူတို့ fee training ဘယ်လောက်ပေးလဲနောက် criteria ဘာတွေရှိတယ်အဲသူတို့နဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့အဲ့မှာကိုတို့မလုပ်လဲဆိုတော့နော်ဒီမှာ fee engineering ဆိုတော့ကိုနှိပ်လိုက်ပြီဟုတ်ပါနော်ဟုတ်ပါဒီမှာif this sounds like you please apply today to find out more about exciting career opportunity at vacancy okay ဟိုဒီတက်စီပြလိုက်တော့ပါနော်အဲ့မှာငါတို့ကမင်းတို့အခုလုပ်ချင်တဲ့ region ကဘယ် region အေရှာနော်အေရှာမှာပါတိတိကျကျတက်ပြီအေရှာမှာပဲအေရှာအဲ့မှာ South East Asia နော် South East Asia တော့မတော့ဘူးဒီကောင်နဲ့ဘာလို့ဆို Asia Pacific လို့ပြောငါတို့ရဲ့မလေးရှားတို့စင်ကာပူတို့ငါတို့ဒီမှာရှိတောင်အရှာမှာရှိတဲ့နေရာတွေတော့မင်းတို့ကဘာလို့လဲပေါ့ဒီမှာကြည့်လိုက်Asia Pacific လို့ပြောသိလားနော် Asia Pacific လို့တော့အဲ့ Asia Pacific ကို click နေနော်တော်တယ်ညီတို့ဒီမှာတွေ့လားခေါ်နေပြီ January 19 2015ရဲ့ဟိုကောင်နေကျန်တဲ့ကောင်တွေဘာမှမင်းတို့တွေတိတ်ပြီးတော့ online မှာ surfing လုပ်တဲ့ကောင်တောက်လာတက်တာတင်းနဲ့မတွေ့လား Thailand မှာတော့ခေါ်နေဒီ special ခေါ်နေပြီနော်အဓိကမင်းတို့ fee specialist တွေခေါ်နေ fee တွေနေတော့ဒီလိုတော့ခေါ်သေးဘူးပေါ့နော်အဲ့ခါကျရင်ကြီးကအခုဒီမှာ fee specialist မြန်မာဆိုပြီးတော့ငါဒီမှာ apply လုပ်လိုက်နော်သူတို့ရဲ့ terms and condition ကို accept ပေါ့နော်login လို့ရှင်မင်း new user လားဟိုလား
new user နော်အားလုံးကတော့ဝင်လာတာရှိတာနည်းညဝင်လို့ရရင်မရဘူး new user ပဲထားပါတော့နော် new user okay user name ကဆိုကြပါတော့တက်ဆွေပေါ့တက်ဆွာကဆိုကြပါတော့IMA IM ဖြစ်ရမှာထားပါတော့ဒီနေ့2015 email address ကတက်ဆွေပြောတာဟုတ်လား M MIN HO dot KT @gmail.com နော် info.kt@gmail.com မရဆိုရင်ဒီမှာ register လုပ်လိုက်မယ်ကွာဟုတ်ပြီနော် info.gmail.com it's not really okay that's why ငါတို့ info@2015 အစားတို့ကအကြီးနေတာသူတို့ရဲ့ဒီမှာကသူတို့ဟိုရှိတယ်ကွာပထမဆုံးကအကြီးဆုံးဖြစ်ရမှာနော်အဲ့ဆိုရင် MINHO အကြီးဆုံးစလုံးကသူကအမြဲတမ်း capital letter နဲ့တင်တယ်အကြီးတွေအသေးတွေဘယ်တော့ဖြစ်နေကြဒါပေမဲ့ capital letter တော့ပါပြီးလို့ရှိရင်ဘာလို့ဆို special character ရောကျန်တဲ့လူတွေလည်းသိပါအောင်အကြီးမင်းဟိုလို့ရိုက်လို့မရအောင်ဘာလို့ဆိုအသေးကြီးဖြစ်တော့အသေးတစ်လုံးနော်မင်းဟိုပြီးလို့ရှိရင်မင်းကြိုက်တဲ့ဟာရိုက်ကြိုက်တဲ့ဟာရိုက်ထက်ရိုက်အဲ့ပြီးလို့ရှိရင်ဘာလို့လဲ special character တစ်လုံးပါငါတို့ add လုပ်ထားတယ်နော်ဒါမှမဟုတ်ဒေါ်လာဆိုင်အောင်မင်းဟိုဒေါ်လာဆိုင်ပြီးလို့ရှိရင်ကနန်းပါ2015နော်မင်းဟိုဒေါ်လာဆိုင်2015ဒီကောင်ပြင်လိုက်ဒီကောင်ငါပေါ်လေးပါသေးတာတကယ်တော့ password အဲ့လို copy paste ကိုယူပြီးအလုံးမခံအောင်သူတို့တော့ဒီတာဟိုဟာထဲမှာ programming တွေရေးထားလို့ရတယ်ဒါလေးပဲကြည့်ရမှာ password ကိုဒီ enter password ဆိုတော့ငါဒီကနေဟာကို copy ပြီးဒီဟာပြီးလုပ်တာဘာလို့လဲဒီကောင်လည်းအရင် crazy ပြောနေပါဝိုင်း register လည်းရတာအဲ့ဒီthe value entered in the field username is invalidated ဟောငါတင်တာဟိုပါသွားလို့လားနော် username ဟောမော username မှာ username မှာပြဿနာတက်တယ်ဘယ်လိုလဲဆိုတော့၄လုံးကနေ၈လုံးကြားမှာရှိတာ space ပါဘာတင်တာ space ပါသွားလို့နော် space ပါသွားလို့ဟေးကြလားဒီကကြောက်ထားပါတော့ဒီစားဒီခုမြရတော့ကျွန်တော်လည်းခုတင်ရတော့ရတယ်အားရမင်းရှိပြီးသားလားဟုတ်တကယ်ဟုတ်ဝင်မဟုတ်ပါ user နဲ့ရှိပြီးသားနေတယ်ဘုန်းကြီးကတော်တော်သုံးကြတယ်ပေါ့မှန်လို့ရင် email address နဲ့လိုက်ရမှာပါဒီ user နဲ့လိုက်ရမှာဟုတ်တယ်တော်တော်ကြောင်းတော်တော်ပဲပေါ့တက်ဖြူဆိုတော့တော့မင်းမျိုးပဲရှိလို့လေအခါဆောင်ပြီးတက်စီမင်းမိုးတဲ့ကလေးပြောတော့1993တကယ်လို့ဒီကောင်ရဲ့ criteria မှာဒီကောင်နဲ့ထည့်ရမှာဒီကောင်နဲ့မထည့်ရအောင်အဲ့တော့မင်းတက်စီဥပမာဆိုကြတော့ငါ Andrew ဆိုတော့ Andrew တွေပဲရှိဒီမှာ Andrew Nelson Andrew Mason Andrew ဒီကနေကြီး Andrew နဲ့ပတ်သက်တဲ့လူတွေကတော့ဒီမှာ Andrew ဆိုပြီးထည့်ရဘယ်လိုလုပ်အဲ့ဆိုမင်းအကုန်လုံးကအတူနေမှာပေါ့ email address နဲ့လောက်ပါမှာပါဟုတ်ပါတယ်လားနော် okay ရပြီ okay တော့ခက်ခက်ခဲခဲပဲလုပ်လိုက်ဟုတ် password ကတက်ဆိုရင်တော့မှတ်တာနော်မင်းကို$ဆိုင် @2015
တက်ဆွေတော့ဝါဒနာနေတော့ဘင်းကဒီကောင်နေနေတော့တော်လာပြီပါဒီလားခုနကနည်းနည်းအပြစ်တင်ပြီးတော့နည်းနည်းအခုဒါတွေကသူတို့ link နဲ့သူတို့ link ချိတ်ထားတာ link မှာမင်းဟွာရှိနေရတယ်နော်ဒါပေမဲ့ CV တော့မရှိ CV တော့မရှိနော် link ကနေပြီးတော့တင်ထားလို့ရှိနေရတယ်နော်ဟောဒီမင်းတို့ CV တို့ channel ဟွာဒီကနေ upload လုပ်တာနော် select တဲ့ resume file to upload resume လို့ပြောတဲ့အတွက်ကြောင့်ဒီလိုပါတော့ CV ကိုတင်ရမှာဟုတ်လားနော် CV မင်းကညီကဟွာမင်းဒီလိုလုပ်လိုက်တာ no thanks I will fill out the online submission manually ဆိုမင်းအဲ့ကောင်လုပ်လိုက်အောင်အဲ့ကောင်မလုပ်တော့ပါအဲ့ကောင်ကလူတိုင်းလုပ်တတ်တယ်ဆိုတော့အဲ့ဟို CV ကဟိုတခါအစရှိတင်တဲ့ CV တင်လို့ရမတင်နဲ့မင်းအဲ့ဒါအမားတွေအများကြီးပါပြန်ကြည့်တော့အခုငါလည်းမတင်မယ်ကွာတင်မယ်ဆိုရင်ငါ profile နဲ့ကနေပြီးအောင်မြင်ရဲ့နော်ဒီလိုချင်းငါလောက်တာအောင်မြင်ရဲ့ resume ဆို open လို့လုပ်လိုက်တာနဲ့ဘာဖြစ်သွားမလဲနော်ဒီကောင်းမှာသွားပြီးတော့ save ဖြစ်သွားနော်အဲ့မှာမျိုးပါတော့တွေ့လား upload resume CV or CV ပြီးလို့ရှိရင် candidate information နော်အခုငါဒီမှာဒီကောင်းနေလိုက်တယ်ဆိုလို့ရှိရင်ကြောက်ပါလို့ choose file ဆိုပြီးတော့အဲ့ဒါကိုရွေးပြီးလိုက်တော့အဲ့ဒါ upload တင်နေအောင်ပါဒီ connection နဲ့တိတ်အဆင်ပြေနော်ပြီးတော့အဲ့မှာဘာလုပ်အောင်လဲဆိုတော့ resume candidate information ဒီကောင်လေးဒီလိုသွားလို့ရလားမသိဘူးအော်ဒီမှာအများကြီးတည်းကဘယ်လိုဖြည့်ရမှာလဲဖြည့်ရမှာရောအများကြီးဟောငါဒီကောင်ကိုဘယ်လို bypass လုပ်ပါလို့ရအောင် bypass လုပ်လို့မရတော့ဘူးနော်အဲ့ဒါဆိုရင်ငါကြော်တော့ပြန်ကြထားရပါမင်းငါတခုနဲ့ငါထိတ်လိုက်မေးတခြားကိုနေဖို့မဟုတ်တဲ့ထားတူနဲ့မင်းလုပ်ပါနော်ကိုတော့စာငါပောက်ရတဲ့ချိန်တူတူကရင်တင်နေလိုက်တော့ဟောစာကားရဲ့ CV ဆိုပါတော့ကွာတကယ်တမ်းငါကိုတော့စာရေးတင်နေတယ်နော်ဒီကောင်လေးကြည့်လေနော်ကိုတော့စာရေး okay ကိုတော့စာရေးပြီးငါတင်လိုက်ပြီ okay save and continue တင်မိလိုက်ဒီကောင်လေးထပ်ပြီးတော့လက်လာမရှိတော့ဒါပြင်ပြန်ဖြတ်လို့ရတယ်သွားပြီးတော့ save လုပ်ပြီ okay အမှမင်းဖြည့်တော့ဟာလား candidate information နော်နောက်ဒုတိယ second step ကိုရောက်သွားပြီ source type ကဘာလဲဆိုတော့ငါတို့ဘယ်ကနေတိုက်လဲဆိုတော့ BKU website BKU website ဘယ်ကနေတော့ career section ပေါ့နော် career section နဲ့ငါတို့တည်တယ် last name ကusing middle name ဘာလို့တော့ prefer name က Mr. that's what you want and prefer name Mr. that's what you want for okay current address ဒါမှမဟုတ်ဒီလိုက်အောင်ပါနေမှာတဲ့โอเคဟောဒါကမင်းတို့ဒီတိုင်းထည့်တယ်ကွာဒါတွေကအဲ့ဒီမြန်မာ M1 လို့ရိုက်လိုက်ဒီဘုတ်ကနေ M1 လို့ရိုက်လိုက်မြန်မာလို့ထွက်လာမြန်မာprimary နာမမြန်မာ state ကပါလဲတော့ဒီကောင်နေမစိုးဘူးပါလေဒါလေးတော့ထည့်လာတယ်ဆိုရန်ကုန် primary နာမ cellular phone ဖုန်းနံပါတ်က300ခုဒီတော့တော့ထည့်လိုက်199နဲ့199ထည့်လိုက်ပြီ199ထည့်လိုက်ပြီဒီမေကို kd@gmail.com address နော်အမှန်နဲ့ address နော်အမှန်နဲ့ address ဒီနာမည်တွေတောက်ထည့်လိုက်ပါနော် address ထည့်လိုက်ပါဒီရတော့ရန်ကုန်နောက်ဈေးကောက09ကဒီတော့ထည့်လိုက်နောက်ဒီမှာဈေးကောမှမရှိဘူး01ကန်ဒီကဒီမှာ okay save and continue နောက်လုပ်လိုက်တော့ save and continue လုပ်လိုက်ပြီ1နဲ့သွားဆက်လို့ကျွန်တော်ကokay job reference နောက်တစ်ခုထည့်ရပါသေးလား
candidate information and job preferences ဆိုတော့ job preference မှာမင်းဘာလုပ်ချင်တာမင်းတို့ကငါတို့ကလုပ်ချင်တာ full time ဟုတ်လား yes 100% of the time travel up to travel ဆိုတာမင်းတို့ဘာလုပ်အောင်လဲဆိုတော့ခီးသွားမှာပေါ့ငါတို့ကအများတိုင်းတော့မသွားနိုင်ဘူးဟိုမှာ90ရာခိုင်နှုန်းတော့သွားချင်တယ်ကဲဟုတ်ပြီ job type ကဘာလဲဆိုတော့ apprenticeship ဆိုတာဟိုပါပေါ့ကွာ apprenticeship ဆိုတော့ရိုးရိုးပါပေါ့ဟို assistant ဟိုပါလို့ engineer လို့အားမျိုးဟောနော် experience လား temporary က graduate job ငါတို့လိုချင် graduate job full time part time နောက်ကြိုက်တာယူလို့ရတယ်ငါတို့က full time ကိုယူနေတာတကယ်လို့ဒီမှာကောင်းတာဒီကောင်းကြီးအသုံးမကျတာငါပြောမှာဒီမှာကြည့်တစ်ခုယူရင်တစ်ခုကလုံးဝကလေးနှိမ့်ရမှာတွေ့လားငါ full time part time ငါယူလိုက်ရင်ဆိုငါဘာလုပ်အောင်ဟုတ်နှစ်ခုလုံးငါမှလုပ်လို့မရတစ်ခုမှတစ်ခုဖြစ်မယ်ဆိုတော့သူတို့ခွဲပြီးဆိုတာလုပ်ထားတာအဲ့လုပ်လို့ရတယ်ဘာမှမခက်ဘူးဟောဒီကောင်လေးfull time ပေါ့ကိုရပါတော့ဒီ shift ကပါလဲဆိုတော့ဒီမှာကြည့်အဲ့ငါဆွေးနေအကုန်ငါယူလိုက်မယ်အဲ့အလုပ်တွေဟိုတော့ငါလုပ်မယ်ဆိုသူတို့ဒါကြီးက it doesn't make sense လေဟုတ်တယ်မလားမင်းဒါကြီးကအဓိပ္ပာယ်မှမရှိတာဟုတ်မှာငါပဲဒီကြောပဲလုပ်ချင်တယ်တော်တယ်ရတယ်အဲ့ဒါတွေဘာမှမဟုတ်ပါဘူးပြီးလို့ရှိရင်မင်းတို့ဘူးမှကြည့်အောင်ဟော engineering နဲ့ပတ်သက်လို့မင်း job fee ကဟုတ်လားနော် add to list ရှင်းဟောင်းနော်ဒီမှာပါတော့ fee survey level က engineering မင်းဒီမှာထပ်ပြီးထည့်ရင်ရသေးတယ်မင်းဘယ်နေရာမှာဥပမာကမင်းဒီနေရာနဲ့မဟုတ်နောက်တစ်နေရာနဲ့လုပ်ချင်တယ်ဟော engineering နဲ့ပတ်သက်လို့ပဲနောက်တစ်ခါဟော critical skills move လို့ fee service လို့နော်ဒါမျိုးတွေတစ်ခါထပ်ထည့်လို့ရသေးတယ်ဟော add to list okay ပြီးလို့ရင် save and continue send an email notification whenever a new position matching this file is posted မင်းဒီကောင် post ဖြစ်ပြီးသွားဆိုတာနဲ့မင်းတို့က email ပို့တယ် match ဖြစ်တဲ့ဟာဆိုအဲ့တော့တကယ်ပို့မပို့တော့ငါမသိဘူးပေါ့ကွာသူတို့ဒီမှာတော့ရေးထားတာပဲဒါလေးတော့ tick လောက်ဖို့မမြင်နဲ့နော် okay region you must select at least job preference နဲ့မင်းဒီမှာလုပ်ချင်တာလေဒါကဒီမှာ Asia Pacific မှာလုပ်ချင်တာမင်းအာဖရိကကိုသွားချင်အာဖရိကယူလိုက်သူတို့မင်းအာဖရိကတန်းဖို့တွေမှာ Nigeria တော့ Angola နော်အဲ့ဒါကိုလေနော် country ကဘာလဲ country ကဘာလဲတော့မြန်မာမဟုတ်ဘူးလားဟုတ် country ကမြန်မာနော်မြန်မာဒီမှာရေးပြီးပါနော်ဒီမြန်မာ save and continue work experience မင်းတို့အရင်တော့မြန်မာလောက်တာရှိတယ်ဆိုကြပါတော့မင်းက smash မှာလောက်တာဟုတ်လား job title ကဘာလဲဆိုတော့ဟောတော့နော် free specialist အနေနဲ့smash marine မှာမင်းလောက်ထားဘူးလေပေါ့ဘယ်ကနေပဲထိလဲဆိုတော့ January 2000နည်းနည်းတော့အသေးပဲရှိအောင်လို့2014ပေါ့နည်းနည်းရတယ်ဆိုတော့ and date ကဘယ်မှာတောက်လာဆိုတော့ဒီဇင်ဘာ2014ပေါ့နော်14ဒီမင်းလောက်တယ်ပေါ့နော်တနေ့ပြည့်အောင်ဒါမင်းက current job လုပ်နေလိုက်တာလောလောဆယ်မင်းလက်ရှိလုပ်နေလို့ responsibility ကနောက်တောက်လို့မရတော့ရတယ်ပေါ့hot job တော့မင်းလောက်ရတဲ့လုပ်တွေပေါ့ကွာပြီးလို့ရှိရင် check ပေါ့ဒါမင်းရဲ့ဟိုဟာတွေလောက်ရတာနောက်မင်းတို့ CV ထဲမှာပါတဲ့ဟာတွေဟောအဲ့ဒါရဲ့ဟာတွေမျိုးဆုံးရွယ်လေးဒါတွေထည့်ပါထိုက်တယ်နော်အဲ့ဒါဆိုလို့ရှိရင်ပြီးလို့ရှိရင် save and continue ပြီးတော့ပြန်ပြန်ပါပေါ့ဒီကောင်ကြီးပြောတာကောင်နေနေစိတ်ညစ်သွားလေဘာကြီးတွေလဲပေါ့ဒီကောင်လေးရှောက်နေတယ်မြန်မာပြည်ကောင် education ကပါလဲမင်းဟိုပါနော်မင်းပါလဲဆိုတော့ဟောပြီးဟုတ်လားဒီဆိုလို့ရှင်အဲ့ဒါ institution တော့ဟိုပါတက်ကတူနိုင်ဘူးလားနော်ဟောဆိုကြပါတော့နောက်တန်းနေ course of study ပါလဲတော့ mechanical ပေါ့ဆိုတော့education level က mechanical engineering
နော် education level ကဘာလဲပေါ့နော်ဒီကအော်မေးပါတယ်ဘာရတာ master လား higher degree လား bachelor degree ဟော BE နော် GPA ကဘယ်လောက်ရလဲဆိုတော့ 5.5 ပေါ့ဘယ်လောက်လဲစစ်ပြီးရတာ anticipated graduation date ကဘယ်လောက်လဲ February လောက်လဲဆိုကြတော့2015ပါမာသူနေစင်းလာကြည့်ကွာ2015မှာရှောက်တဲ့ကောင်တော့2020လို့ပါဘူးရောက်ကြရလားအဓိပ္ပာယ်မရှိတာဒီမှာအခုပဲ2015ပြည့်နေဒါသူကြပါဆိုဒါကြီးကအဓိပ္ပာယ်မရှိဘူးလေအဲ certificate တော့ဒီမှာတွေ့လားcertificate တို့ license တို့ဒီဟာတွေမြန်မာလိုတော့ထည့်ရမယ်နော်ဘယ်လိုဝါမရှိဘူးဆိုတော့မထည့်နဲ့ပေါ့နော် certificate တွေရှိလို့ရှိရင်တိုက်ထည့်ပေးရိုက်ထည့်ပြီးလို့ရှိရင်ညီတို့ဘာလုပ်လို့ရလဲဆိုတော့ certificate ကမင်းတို့ဆိုကြပါဦးနင် AutoCAD တက်တာလေအားမလို့ရှိရင်မင်းတို့တက်တာပေါ်ရမင်းတို့ဘောင်းနေတယ်နင်တက်တာလေဒီမှာထုတ်တာတော့ပြီးတော့မင်းတို့ဆိုရင်မေး2015မှာတာတာ Israel date ကဘယ်လောက်ထိလဲဆိုတော့ April 2020 2020ပြီးတာနော် first ပြင်စနာပါဒီမှာအမှန်တူဒီမှာထည့်ရအောင် head certification line or license okay နော်အဲ့မှာမင်းကတွေ့လားခုနဒီမှာထည့်လိုက်တယ်ဥပမာတခြားမင်းမှာတခြားဆိုအကွာကြီးကြီးဥပမာဆိုကြတော့မင်း AutoCAD နော် AutoCAD 2D နော် 3D ရှိရဆိုမင်းထည့်လို့ရတယ်နောက်ကွာကိုကြိုက်လို့ထည့်ပါနော်ဒီဟာတွေကတော့နောက်ခုအများကြီးပဲမင်းရှိသမျှကြိုက်တဲ့လောက်ထည့်လို့ရတယ်နောက် certificate တွေပတ်သက်တဲ့ဟာဒီ save and continue လုပ်လိုက်Not how many questions are you currently applied by Halliburton or any of its subsidiaries and ဘာလို့လဲ Halliburton နဲ့သူပေါင်းလာတာဟုတ်ပါ Halliburton နဲ့ပေါင်းလာမင်း Halliburton မှာလုပ်နေတော့ဒီကောင်မရေးဘူး at no are you legally authorized to work in Myanmar yes are you related by blood marriage or job law do you cohabitate with education employee တော့ဒီတွေ့တာတော့ဆက်တလားဒါမှမဟုတ်ရှင်တစ်သက်မှုရှိသလား no ပေါ့နော်related by blood marriage ကတော့ with the government official ဟိုဒီကောင်ရဲ့အနေနဲ့ဒါလို့ဆိုရင် yes ဆိုရင်လုပ်လို့ရမယ်ဗျာသူကဘာလဲပေါ့အမူကြီးရလူနေမခင်တာပေါ့ဒီကောင်လေးခုလှုပ်စားနေတယ်ဒီလိုအဲ့ဒါလေးရှိတယ်အမူကြီးရလူနေခင်နေပေါ့ဘာလဲကျွန်တော်ဦးလေးကအမူကြီးရဘာကြီးညာယူတော့ရှောက်ပြောလိုက်တယ်လောက်ခိုင်းနေတယ်ခံပေါ့ဒီမှာငါတော့ no ပေါ့မရှိဘူး do you have any commitments or agreement with another employer that affect your employment with the use for no ပေါ့နော် commitment or agreement မရှိဘူးပေါ့ confirm which of the following work authorization applies to you in Myanmar နောက်ဆိုတော့ငါတို့က I have the legal right to work permanently ဒီနိုင်ငံမှာငါတို့နိုင်ငံသားပဲလုပ်ခွင့်ရှိတယ် Are you previously applying by BKQ နော်လုပ်ဘူးလားတော့လို့ပေါ့နော်စိတ်ထားကြည့် When did you or when will you graduate from your most recent education? 2010 2015နော်ဒါကြီးပြရတာပြင်းတယ်မင်းတို့ကမင်းကြည့်ချက်ထည့်လိုက်အင်္ဂလိပ်စာပတ်သက်တဲ့ကောင်ကအကုန်ပြတတ်ပါမရဘူးထင်တယ်ပေါ့နော်စတားကြီးပြတာလေဟောတရားစတားကြီးပြတာမဖြစ်ဘူးအဖြစ်မနေပြရမှာလားမသိပါဘူးစိတ်ပြတာမစိုးပြောရင်ဒီစီရွာဟောကဲတယ်မင်းတို့ကမင်းတို့ကြီးထည့်တယ်ပေါ့ဟုတ်ခါမှာပြီးနေပေါ့ရနော်ပေါ့မင်းကြောက်တယ်ထည့်လိုက်တာမင်းတို့ဘွဲရပညာတတ်တွေရောဒီတိုင်းထည့်တယ်နားတော့ပေါ့စိတ်ကလေးနဲ့
ဒီမှာ attachment တွေရေးကြည့်ရနော်ဒီလို attachment တွေမင်းတို့အကုန်လုံးပေါင်းခဲ့ပြီးလို့ချင်းစာအုပ်တင်ကြပါ you can attach files to the candidate record အဲ့ဒါမင်းတို့ရေးကြည့်မှာ cover letter မင်းထည့်ရမှာ CV reference transcript ဒီတို့ပွဲရာတွေကမြန်မာလိုအဲ့ဒါကြောင့်မတင်လို့မရဘူးမင်းတို့ဘာလို့ရမလဲဆိုတော့တွားပြီး notary ပြန်ရအောင် notary ပြန်ပြီးထွက်လာတဲ့စာရွက်ပေါ်မှာ scan ဖတ်မြန်မာလိုတင်နေသူတို့နားမလဲဘူးအားလုံးဝေးစာပတ်တွေဆိုရင်မြန်မာလိုတစ်ဖက်အင်္ဂလိပ်လိုတစ်ဖက်ပါတယ်ဒါဆိုပြဿနာမရှိဘူးဒါပေမဲ့တချို့နီးပညာတက်ကဟိုအရင်တော့2003လို့2004တော့ထုတ်တဲ့လူတွေမျိုးသူတို့ကဟိုဟာတွေခါပါသူတို့ကမြန်မာလိုကြီးတွေပါအဲ့ဒါ notary သွားပြန်အင်္ဂလိပ်လိုပြန်ရေးပြီးရဒီလူကဒီတဲ့ဆိုမှအဆင့်တစ်လောက်နဲ့အောင်ပါတယ်ဆိုတဲ့အကြောင်းပေါ့ဟော grade စာရွက်တွေ grade ရောရှိသည်များဟိုဘွဲလက်မှတ်အောင်ဒီဂရီရောထုတ်ထီကန်နော်အဲ့ဒီတရားသူကြီးကမင်းဒီကောင်ဒီဟုတ်ပါတယ်မှန်ကန်ကြောင်းဆိုပြီးတော့မင်းတို့ဟောငါတို့ဘန်လိုင်းတို့ဘန်ဆူလန်တို့မှလုပ်တယ်နော်အဲ့ဒီဟာတွေပြန်ပြီးလုပ်ပြရမှာဟမ် notary ပြန်ရနော်ပြီးရင် cover letter အရင်ပထမဆုံးပါလို့ပါတော့ cover letter ကိုအရင်ဆုံးတင်ရအောင်နေယူလေမြန်မာလိုရေးတာသူတို့ဘယ်လိုနားလဲအဲ့ဒါကိုရတာဆရာပြောရင်းမှာသွားလို့ရမှာဒီ resume cover ဒါ CV ရောနော် resume တင်ရမယ် reference ဆိုတော့ဟုတ်လား certificate တွေနောက်ပြီးလို့ရှိရင်တကယ်လို့မင်းတို့တွေအလုပ်ရဖို့ chance များခြင်းဟိုကတော့တကယ်ဆရာကြီးတွေပေါမောက္ခကြီးတွေတွားပြီးတော့မင်းတို့ recommendation letter ရေးတာ recommendation letter ရေးတိုင်းအဲ့ဒီဟာကို scan ပတ်ပြီးတော့ attach လုပ်နော်ပြီး transcript ဆိုတော့ခုနကဟို degree လိုဟာမျိုးတွေအဲ့ဟာမျိုးတွေကိုပြန်ပြီးတော့ဘာသာပြန်ခိုင်းတာ transcript ပါနော်ဘာသာပြန်ခိုင်းတာအလုပ်ထူကြီးတူတူပဲဟိုမှာသွားပြီးပြန်ရမှာဘာလမ်းဟိုကတော့အဲ့ဒီကိုကြောင်းအဲ့ transcript ပါတော့ transcript ထုတ်ပေးတာထုတ်ပြီးလို့ဒီပုံပေါင်းအရင်တော့ငါတို့မြန်မာကျောင်းတွေအလုပ်မပေးဘူးအဲ့တော့အဲ့လိုလေးလုပ်ရတယ်ဆို one save file attach you can override file attach နော်ဒီလိုတစ်ခုလုပ်ပြီးသွားရင် attach နေလိုက် attach နေလိုက်နော်အဲ့ဒါဆိုရင်ရတယ်ဟိုဒီမှာဆိုရင်ငါ choose file ဆိုပြီးရောနော်ခုနကဒါကြီးပဲတင်လိုက်ပါဦး contract စာပဲပြီးရင် attach လုပ်လိုက်ဟုတ်လားဟုတ်ပါ attach ဒီကောင်လေတော့လေဟာဒီမိသားဖြစ်နေတယ်အဲ့ဒါဆိုလည်းတင်ပေးလိုက်အဲ့ဒါမင်းတို့ဘေကယူကဟာယူတင်ပေးလိုက်တော့အဲ့တော့ attach လုပ်လိုက်ပြီးဟုတ်ပြီကနော်တင်ပေးလိုက်ငါ certificate တို့တော့တခုပေါ့တင်ပေးလိုက်နည်းနည်းတော့ဆောင်းဟုတ် you cannot attach it file that exceeds လို့ပဲနော်500 kilobyte ကျော်တဲ့ကောင်တင်လို့မရဘူးနော်500ကျော်တဲ့ကောင်လေးတင်လို့မရဘူးနော်အဲ့ဒီအပိုင်းကိုဒီအပိုင်းကရေးကြည့်တဲ့အပိုင်းနော်ဟောညီတို့ဒီအပိုင်းကိုသိကြပြည့်စုံလို့တင်လောက်ရခြင်းမရခြင်းဟာခုနရှိရတာတွေမျိုးလူတိုင်းဖြစ်တယ်ဒီဘိုင်းမှာကျတော့လူတိုင်းနော် CV လိုဟာမျိုးကြီးပောက်ပြရလျှောက်ပြီးရေးတဲ့ကောင်တွေကိုသူတို့အဲ့မှာကြည့်တော့နော်ပောက်ပြရလျှောက်ရေးတဲ့ကောင်တွေကိုလို့ချင်းနော်ဟုတ်လား CV ဆိုရင် CV ဒီကတက်ရဲ့နော်ဒီကရေးတာvalidation ဒီလိုဟာမျိုးဒီကတက်ရဲ့ရေးတာဟာအဲ့တော့အဲ့ဒီပြန်တော့ဒီနေ့နော်တော့ဒီက cover letter ဆိုလို့ရှိရင်ဒီကဆက်ရနာရေးနော်ဟာဆိုရင်ဒီမှာ education background ပြီးလို့ရှိရင်ကိုယ်ရေးရနောက်ပြီးလို့ရှိရင်ကိုဘယ်လိုဘာကြောင့်ဘယ်နေရာမှာအခုလက်ရှိလုပ်နေရလဲလာတာဘယ်လောက်အခုလက်ရှိရ my parent salary 2400ရတယ်အဲ့ဆိုတော့ဒေါ်လာ3000လောက်မှာမင်းတို့စီမှာလိုချင်တယ်နော် interview ရခြင်းတယ်နော်ဒါတော့မင်းတို့အားလေးပဲနော်တမျက်နှာပဲနော်ဒီ cover letter လို့ပါမဟုတ်ဘူးဒီစားရေးနော်သုံးမို့အဲ့လိုကြီးတော့ဟို fix လုပ်တာတော့ဟုတ်ဒီရေးဖို့အချက်လက်တွေမြန်မာကြည့်ရင်အနည်းဆုံးအဲ့လောက်လို့ရေးလို့ရတယ်နော် attach နည်းနည်းကြာနေတော့ save ကလေးပေါ့နော်ဒီအပိုင်းရတာအတိအကျနောက်ဆုံးပိုင်းဒါတွေရတာနောက်ပိုင်းကဘာမှမဟုတ် diversity part 1လို့ပါလို့ညတော့ terms and condition တွေပေါ့နော်သူကမျိုးစာဖတ်ခိုင်းမှာအကြလို့နော်ဒီလိုရမယ်နော်ခဏလေး
ခုနကထဲမှာပြတ်သွား attachment ကိုပြောင်းသွားလိုက်နော်ဒီလိုခုနကဒီမှာ attach တွေ choose file တွေရွေးလိုက်တယ်ရွေးလိုက်ပြီးလို့ရှိရင် attach လုပ်လိုက်ရနော် attach လုပ်ပြီးပါရင်ခုနကဟောဒါလေးပြန်ပြောလိုက်မယ် attach လုပ်လိုက်တယ် attach လုပ်ပြီးပါလို့ရှိရင်ဒီမှာပေါ်လာလိမ့်မယ်အကယ်လို့ကိုကမလိုချင်ဘူးဆိုရင်ပြန်ဖျက်လိုက် delete တချို့ကကြာလို့ရှိရင်ငါတို့က connection မကောင်းတာဟုတ်ပါဘူးနှစ်ခါလေးပြန်တင်တာတွေပါဖြစ်တတ်တယ်အဲ့ကြရင်သူကဒီမှာ delete လုပ်ပိုင်ဝင်ရှိတယ်နော် Are you sure you want to delete? Yes. No, attach. အဲ့တော့အဲ့ဒီမှာattach ပြီးသွားလို့ရှိရင်နော်ဒီလိုပြန်လာတော့လိုက်ဒီမှာ5ခုပဲသူကကတော့ you can attach a maximum of 5 files or once at a time 5ချိန်5ခုပဲတင်လို့ရတယ်အခုညီတို့ဒီတစ်ခါလျှောက်တဲ့အချိန်မှာ5ချိန်5ခုပဲတင်လို့ရတော့အရေးကြီးဆုံး file ပေါ့ cover letter ရယ် resume ရယ် degree ရယ် grading ရယ် recommendation letter နော်ပါကြုံကြီးပြည်ထောင်မှုလို့ရှိရင်ဌာနမှုတရားရောက်တဲ့ recommendation letter လို့နော်ဟိုကတော့ဒီကောင် recommendation letter ကိုထည့်ပြီးတင်တယ်လို့ recommend လုပ်တယ်ဒါလို့ဆိုကျွန်တော်ဟို certificate တွေဘာလို့ကမင်းတို့ရှေ့မှာရေးလို့ရတာပြဿနာမရှိတွေ့တာဟိုဖြည့်လာခဲ့တဲ့အထဲမှာနော်အဲ့လိုဖြစ်လာခဲ့တဲ့အချိန်မှာရှေ့မှာရေးလို့ရတော့ပြဿနာမရှိဘူးတဲ့ဟိုဟာတွေကအဲ့တော့ save and continue okay ဒီမှာလေဒီဟိုဟာအပေါ်ဟာတွေပေါ့သူတို့ပြောတဲ့ဟာလေးတွေခါထပ်ပြီးသွားရင်တက်ဆွေတော့ကိုယ့်ရဲ့နာမည်ပေါ့တခုခုနော်ကိုယ့်ရဲ့နာမည်အပြည့်စုံဒီမှာထည့်ပြီးရင်နောက်တစ်ခုတော့ diversity part 1ဒီ mail okay save and continue summary ဆိုတာအနည်းချုပ်ပေါ့နည်းနည်းဟိုဟာတွေပေါ့မဖြည့်ခဲ့တဲ့ဟာတွေနော်အကုန်လုံးပြန်ထွက်လာတယ်ဘာတွေမှလည်းတော့မသိတော့လေငါကြီးလိုက်တဲ့ဟာတွေသူကပြန်ပြီးအနည်းချုပ်ဒီမှာထွက်လာတယ် to click submit to complete the application process submit လုပ်ဖို့မမိပါနဲ့တဲ့ဒါလည်းဆိုပေါ်ရလာရင်အဲ့ဒါဟုတ်တယ်ဒီမှာလည်းပဲရောက်ပါတယ် submit ဟေးဒီမှာ submit submit လုပ်လိုက်တာ ਨੇ ဒီဟာကသူတို့ဒီကို email auto ရောက်အောင်နောက်အခုကတော့ဒီလိုဒီဘယ်လိုဖြစ်မယ်ဆိုတဲ့အကြောင်းမပြောနေဖြစ်တယ်နော် submit တော့မလုပ်ဘူးနော် save as draft လည်းမလုပ်တော့ draft လို့ဒီနောက်ချိန်မြင်ဖြစ်တဲ့ခါကျရင်တော့ပြန်ပြီးတော့အကျဉ်းတော့နော် save as draft တော့ဆိုရအခုကတော့ဒီမှာလည်းပြီးပြီနော်ဒီလိုနော်သူနဲ့သုံးဖက်တဲ့ညာတွေအကုန်လုံးဒီမှာကိုပြန်ပြီး check in လိုက်အကယ်လို့မင်းတို့ကဒီမှာငါဖြည့်ခဲ့တာတွေလိုအပ်နေချက်တွေရှိတယ်မှားနေဒီမှာ edit လုပ်လို့ရတယ်နော် edit လုပ်လို့ရ edit လုပ်လို့ရနော် edit လုပ်လို့ရပြီးတော့တစ်ခါနောက်ကိုဒီလိုကြီးပြန်သွားကြမလို့တော့နော်ဒီနေရာမှာနေမယ်မင်း edit လုပ်လို့ရတယ်အဲ့လိုလုပ်လိုက်လို့ရှိရင်ပြီးလို့ရှိရင်နောက်ဆုံးပိတ်နေနဲ့ submit လုပ်လိုက်နော်ဒါဆိုလို့ရှိရင်ပြီး